လူတို့ခေါင်းဆောင်ကိုရုံမှာဆူတောင်းပေးတဲ့ကောင်ကလည်းရှိတယ်ဗျာအဲ့ဒါကြီးလာတာအသက်ကြီးလို့သာလူကြီးဖြစ်လာတာဗျာဘာမှဒါဒီကောင်တွေရဲ့တန်ဖိုးကဘာမှမရှိဘူးလို့ပြောရမှာပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျຫນွေဦးတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းထူးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျလာပါခင်ဗျာဒီနေ့ကတော့ဇွန်လ22ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီကနေ့လဲကျွန်တော်တို့ဒါတိုက်ပွဲဖြစ်စဉ်အကြောင်းအရာတွေအပြင်ပေါ့နော်စစ်ကောင်စီတက်ထဲမှာဒီသတင်းပေါက်ကြားမှုနဲ့ပတ်သက်လို့ပေါ့နော်တော်တော်လေးဒုက္ခများနေတယ်ဆိုတဲ့အကြောင်းအဲ့ဒီအကြောင်းအရာတွေလည်းပါမယ်ဒီသတင်းပေါက်ကြားမှုတွေကသူတို့အတွက်ဘယ်လောက်ထိထိခိုက်နစ်နာစေသလဲဆိုတဲ့ဟာတွေလည်းကျွန်တော်ဆွေးနွေးကြမယ်ပေါ့နော်ပြီးတော့စိတ်မကောင်းစရာအနေနဲ့ပေါ့နော်ဒါမေဆုရဲ့အချစ်တော်ခွေးလေးဒါထိုက်ကြီးတို့ပေါ့နော်ဒါသူလည်းဒါတည်ဆုံးသွားပြီဆိုတဲ့အကြောင်းလေးပေါ့နော်သူ့အနေနဲ့ဒါပြောမယ်ဆိုရင်သူ့ရဲ့သခင်ဖြစ်တဲ့မေဆုနဲ့လည်းတွေ့ခွင့်မရလိုက်သလိုပေါ့နော်မေဆုကိုယ်တိုင်လည်းဒီခွေးလေးခုလိုမျိုးတည်ဆုံးသွားတဲ့ဟာကိုမသိသေးဘူးဆိုပြီးတော့လည်းသိရတယ်ဒါစိတ်မကောင်းစရာပေါ့နော်ပြီးတော့ဒီလိုမျိုးဒါ82နှစ်အရွယ်ပေါ့နော်ဒါပုံကိုတယောက်ကိုပေါ့နော်အမျိုးသမီးကြီးတယောက်ကိုမတရားဖန်ဆီးအကျဉ်းချထားပြီးတာတောင်မှပဲရုံမစိတ်နဲ့မမရိုင်းစောစောကားကားတွေပြောနေတယ်ဆိုတဲ့အကြောင်းတွေလည်းဒါကျွန်တော်တို့ပြောကြမယ်ပေါ့နော်ခြားတိုက်ပွဲဖြစ်စဉ်တွေလည်းပါမယ်အဲ့တော့ပထမဆုံးတော့ကာဖဆ16အနီးမှာတိုက်ပွဲတွေပြန်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေတယ်ဆိုတဲ့သတင်းပေါ့နော်အေနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုတုံ့ပြန်တိုက်ခိုက်ဖို့အတွက်ခံစစ်တွေအသင့်ပြင်ခိုင်းဒီလိုမျိုးပုံစံမျိုးတွေဖြစ်ပွားနေတာကကာလတစ်ခုတော့ကြာပြီးပြီးရင်ထုတ်လို့ရရဆိုင်ပြီးတဲ့အပြင်မှာဒီထဲကရေးကြီးပါတယ်ဆိုတော့ဒီစက်ပစ္စည်းအချို့ကိုလည်းအခြားနေရာပေါ့နော်သူတို့အတွက်လုံခြုံမဲ့ထင်ရတဲ့နေရာတွေကိုရွှေ့ပြောင်းတာမျိုးတွေလည်းလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ငါးခါတတော်အေနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ကလည်းကပ္ပစ16အနီးဝန်းကျင်နေရာတွေကိုကတ်လာတာနဲ့အမျှစစ်ကောင်စီကလည်းအင်အားဖြည့်တင်းမှုတွေဇက်တိုက်ဆိုသလိုပြုလုပ်ပြီးခုခံနေရတာဖြစ်ပါတယ်ကာကင်းစခန်းတွေအစ်စ်တိုးချဲ့တာပြီးရင်အမြောက်တွေလက်နက်ကြီးတွေဒါတိုးချဲ့အထိုင်ချတာစသဖြင့်လှုပ်ဆောင်နေရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဇွန်လ21ရက်နေ့မှာတော့ကပ္ပစ16ရဲ့အခိုင်အမာကာကင်းစခန်းကုန်းဖြစ်တဲ့ .500 ကာကင်းကုန်းကလည်းကာလတစ်ခုတော့ရှေ့ပြီပေါ့နော်ထိုးစစ်စဉ်တိုက်ခိုက်နေတဲ့ပုံစံမျိုးတွေဖြစ်လာတယ်အခုလည်းအဲ့ .500 ကုန်းဝင်းကျင်မှာပဲတိုက်ပွဲတွေနှစ်ဖက်ဒါပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာရှိတယ်စစ်ကောင်စီဘက်ကဒါအသေးအတန်ဖြစ်နေတဲ့ပုံစံမျိုးမြင်တွေ့ရဘာကြောင့်လဲဆိုတော့ဒီတိုက်ပွဲတွင်းကိုသူတို့ပြစ်ကူပေးတဲ့ပုံစံမျိုးတွေကလက်နက်ကြီးအမြောက် drone အပြင်ကိုမှပါရာမီတာတွေကအစပြစ်ကူပေးနေရတယ်ဆိုတဲ့အနေအထားတွေလည်းမြင်တွေ့နေရပါတယ်ပြီးတော့အခုလိုမျိုးတိုက်ပွဲထားလို့ရတယ်အဓိကတော့စစ်ကောင်စီကတော့ခိုင်ယူမပေါ်မှာရှိတယ်ပေါ့နော်ဒါခံစစ်နေရာတွေစိုးမိုးကုန်းတွေဒီလိုနေရာတွေကိုပြန်ပြီးတော့ရယူနိုင်ဖို့အတွက်စူးစမ်းနေတာဖြစ်ပါတယ်ဒီနေရာတွေကနှစ်ဖက်စစ်ဆိုင်ထားပြီးတော့တိုက်ပွဲတွေအချိန်မရွေးဒီထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနိုင်ရရှိတယ်ဆိုပြီးတော့သုံးသပ်နေကြသလိုဒါ .500 ကုန်းဝင်းကျင်ကပ္ပစ16ဝင်းကျင်လေးလာတောင်ဝင်းကျင်တွေမှာလည်းအခုဆိုရင်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာတွေ့ပြီးတော့ဒါစစ်ကောင်စီဘက်ကစစ်ကြောင်းမကွေးတိုင်းနေရီကန်ဘက်သွားပါတယ်ဆိုတော့ဂုတ်ကြီးနဲ့ပစီပေါ့နော်ဒီလမ်းဟောင်းလမ်းတစ်နေရာတွေမှာလည်းစစ်ကောင်စီဘက်ကစစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေဖြစ်နေတာရှိတယ်ဆိုတော့စစ်ကောင်စီကဒီမကွေး AR တွေဘကိုဒီလိုစတဲ့နေရာတွေပေါ့နော်ပြီးရင်ဒါကြောက်ဖြူဘက်ကအခြေအနေတွေဒီလိုနေရာတွေမှာသူကအခါတော်အေးထိန်းချုပ်ထားပါလေဆိုတဲ့မျိုးတွေကိုပြန်ရနိုင်ဖို့ရခိုင်ပြည်နယ်တွေကိုဝင်နိုင်မယ်ဆိုတဲ့လမ်းပေါက်တွေအကုန်လုံးကိုဒါတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဆိုသလိုထိုးစစ်တွေလှုပ်ဆောင်နေတာကိုတွေ့မြင်ရပါတယ်အဲ့တော့ဒါတွေကစစ်တွေမှာစစ်ရေးဖိအားများလာလို့ပေါ့နော်စစ်တွေမှာတည့်ရတိုင်းပဲအာကတတော်အေဘက်ကပေါ့နော်ဒါကဆနဲ့တမိုင်အကွာထိကိုကတ်လာပြီးတော့နှစ်ဖက်ညှက်ပိတ်ပြီးတော့တိုက်နေတဲ့ပုံစံမျိုးတွေများလာတာဖြစ်တဲ့အတွက်စစ်ရေးဖိအားတော်တော်ခံစားနေရတယ်အဲ့တော့စစ်တွေရဲ့စစ်ရေးဖိအားကိုရှော့ချနိုင်ဖို့အတွက်အခြားစစ်မျက်နှာတွေကနေပြီးတော့အာကတတော်အေကိုစစ်ရေးဖိအားပြန်ပေးတယ်ဆိုပြီးတော့သုံးသပ်မှုတွေလည်းရှိပါတယ်အခုလိုမျိုးမကွေးပဲခူး AR တွေပေါ့နော်ဒီလိုနေရာတွေကနေပြီးတော့ရခိုင်ပြည်နယ်တွေကမြို့နယ်တွေကိုပြန်ရဖို့အတွက်စူးစမ်းနေတဲ့စစ်ကောင်စီကကာလတစ်ခုကြာနေပြီဆိုပေမဲ့လည်းအခုချိန်ထိသူတို့ရဲ့ CH မှန်ချက်တွေကတော့ပြေဝခြင်းမရှိသေးဘူးပေါ့နော်ဒါအပြင်အကြဆုံးများစွာနဲ့ပေါ့နော်ဒီနေ့ထိအဆင်မပြေနိုင်သေးဘူးလို့ပြောရမှာဖြစ်တယ်ဒီကြားထဲစစ်ဖြစ်ပါတယ်အမေစုကဒီခွေးလေးတိုက်ချီတို့ကိုတော်တော်လေးချစ်ခင်တယ်လို့ပေါ့နော်ဒါကောင်းမွန်စွာနဲ့ကျွေးမွေးပြုစုခဲ့တာဖြစ်တယ်မွေးမြူခဲ့တာဖြစ်တယ်တိုက်ချီတို့လေးကိုအဲ့တော့ထိုင်ချီတို့လေးနဲ့အမေစုကတည့်ရတိုင်းမှာ2021အာနာသိမ့်ပြီးရဲ့အချိန်မှာပေါ့နော်မင်းအောင်လိုက်အာနာသိမ့်လိုက်ပြီးရဲ့အချိန်မှာအမေစုကိုအခုလိုမျိုးမတရားဖမ်းဆီးချုံနှောင်မှုတွေကြောင့်မလို့ဒါအမေစုနဲ့ထိုင်ချီတို့လေးကတွေ့ခွင့်မရခဲ့ကြဘူးပေါ့နော်အဲ့တော့တိုက်ချီတိုလေးအခုလိုမျိုးတည်ဆုံးသွားတဲ့အချိန်မှာအသက်က16နှစ်ရှိပြီဆိုပြီးတော့သိရတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီလိုမျိုးခွေးချစ်တဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီသတင်းကိုမြင်ရတဲ့အချိန်မှာခန်းစားရတယ်ပေါ့ဒီလိုမျိုးတွားတဲ့အချိန်တွေမှာကိုပဲသူတို့ကအရန်မျှော်ကြတယ်ဗျာကျွန်တော်တို့ပေါ့နော်သူတို့ရဲ့သခင်တွေကိုအရန်မျှော်ကြတယ်ပြန်လာပြီဆိုရင်ဖက်ရက်ပြီးတော့ကြိုဆိုတယ်ပေါ့နော်အရန်လည်းတိတက်လိမ်မာတဲ့ကောင်လေးတွေဖြစ်တယ်ပေါ့နော်ဒါတည့်ရတိုင်းပဲဒီလိုမျိုးအိမ်မွေးတိရစ္ဆာန်တွေထဲမှာပေါ့နော်ခွေးလေးတွေကြောင်လေးတွေကဒါလူနဲ့အနီးကပ်အရန်ကိုတန်ရုံးစင်ဖြစ်ရတဲ့ကောင်လေးတွေပေါ့နော်အခုဆိုရင်ဒါသူ့ရဲ့သခင်နဲ့သူမတွေ့လဲရဘူးမေဆုကလည်းသူ့ရဲ့ခွေးလေးထိုက်ချီတို့တည်ဆုံးသွားတဲ့ဟာကိုမသိရသေးဘူးဆိုပြီးတော့ပြောကြတယ်ပေါ့နော်ပြီးတော့ဒီ19ရက်နေ့ကမေဆုရမွေးနေ့ဖြစ်တယ်ပြောမယ်ဆိုရင်ထိုက်ချီတို့လေးကမေဆုရမွေးနေ့ကိုတော့
စောင့်သွားပြီးမှတည်သွားသလားဆိုပြီးတော့မှယူဆရတယ်ပေါ့နော်19ရက်နေ့မှာမေစုမွေးနေ့21ရက်နေ့မှာသူကတည်ဆုံးသွားတယ်အဲ့တော့ပြည်သူတွေကတော့မေစုနဲ့ပတ်သက်တယ်ဆိုရင်ပေါ့နော်အရာအားလုံးကိုချစ်ခင်တန်ဖိုးထားတယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့မြင်တွေ့ရပြန်ပါတယ်ဒီထိုင်ချီတိုလေးတည်ဆုံးသွားပြီဆိုတဲ့အချိန်မှာအကုန်လုံးကဒီဘွားကူကောင်းပါစေဆိုတဲ့ပုံစံမျိုးလေးနဲ့စိတ်မကောင်းဖြစ်ကြပြီးတော့ဒါဒီ online ပေါ်မှာဆိုလဲပေါ့နော်ဒါလူမှုကွန်ရက်ပေါ်မှာဆိုလဲဒါဝိုင်းပြီးတော့ဒါဝိုင်းနေကြောင်းပြောကြရတွေ့ရတယ်အဓိကတော့မေစုနဲ့ပတ်သက်ဆက်နွယ်တဲ့အရာတွေအကုန်လုံးကိုတိတိဖွဲဖွဲကမှအစနိုင်ပြီးတော့တန်ဖိုးထားတဲ့ပြည်သူတွေကအများကြီးကိုရှိပါတယ်ပေါ့နော်အဲ့တော့ထိုင်ချီတိုလေးတည်ဆုံးတဲ့အချိန်မှာအသက်က16နှစ်ရှိနေပြီပေါ့နော်ပြောမယ်ဆိုရင်တော့တက်တန်းဆေးလို့တည်သွားတယ်ဆိုပေမဲ့လည်းပေါ့နော်စိတ်မကောင်းဖြစ်ကြတယ်ဘာကြောင့်လဲဆိုတော့တခင်ရှိရသားနဲ့တခင်နဲ့တွေ့မတရားဖမ်းဆီးအချင်းချခံရရတယ်ပြီးတော့အသက်82နှစ်အရွယ်မေစုရဲ့ဒါကျမ်းမာရေးအခြေအနေပေါ့နော်ပြီးရင်ဒါသူဘလို့နေထိုင်နေရတယ်လဲပြီးရင်သူတက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့တိကျသေးကြတဲ့အခြေအနေမျိုးအချက်လက်မျိုးအဖြစ်မျိုးဒီဥစ္စာတွေနဲ့ပတ်သက်လို့အခုချိန်ဒီပြည်သူတွေကဘာမှမသိရသေးဘူးဖြစ်ပါတယ်ဒီလိုမျိုးမတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်ဆိုတော့လူတို့ခေါင်းဆောင်ကိုရုံမာဆူတောင်းပေးတဲ့ကောင်ကလည်းရှိတယ်ဗျာအဲ့ဒါကဘူးလက်လှဆွေပေါ့နော်အဲ့တော့အဲ့ကောင်ရဲ့စကားကလည်းတကယ်ကိုယွန်ရှာဆက်ဆုပ်စရာကောင်းတယ်ဗျဘလို့ဆူတောင်းလဲအဲ့လိုမျိုးပါလီယာပုံစံမျိုးနဲ့ပေါ့နော်လိုက်ပြီးတော့ပုတ်ခတ်တိုက်ခိုက်နေတဲ့ဟာတွေကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်အေကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပြောဆိုတဲ့ပုံစံမျိုးတွေအေကိုပြောဆိုတဲ့ပုံစံမျိုးတွေ KNU ကိုပြောဆိုတဲ့အမျိုးစုံပေါ့လေနော်ပြီးရင်အဲ့ PDF ကိုပြောဆိုတဲ့ဟာတွေအခုလဲဒါလူလူကောင်းဆောင်ကိုသူစော်ကားနေတာခဏရှိပြီပေါ့နော်ဘာမှမဆိုင်တဲ့စကားတွေပြောတယ်ပေါ့ဗျာအဲ့တော့လူသားကြီးလာတာအသက်ကြီးလို့သာလူကြီးဖြစ်လာတာဗျာဘာမှဒါဒီကောင်တွေရဲ့တန်ဖိုးကဘာမှမရှိဘူးလို့ပြောရမှာပေါ့နော်အဲ့တော့လူတို့မြစ်တာခံယူတာအစဲတောင်းတာလို့ပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီကောင်တွေဒီလိုပြောလေအမေစုရဲ့ဂုံသတင်းကပို့ပြီးတော့ကြော်ကြားလေပဲဖြစ်မှာပဲပေါ့နော်ပြီးတော့သူတို့ဘက်ကအခုလိုမျိုးပုတ်ခတ်ဆွဆွဲပြောဆိုတိုက်ခိုက်နေတဲ့ဟာတွေကိုအမေစုကပေါ့နော်တခါမှတုံ့ပြန်လေးမရှိဘူးပေါ့နော်အမေစုကသူတို့ကိုပေါ့နော်ပုတ်ခတ်တာမျိုးဆွဆွဲတာမျိုးဘယ်တော့မှမလုပ်ခဲ့ဘူးပေါ့နော်အဓိကတော့ဒါတန်ဖိုးရှိတဲ့သူနဲ့တန်ဖိုးမဲ့တဲ့သူရဲ့ကွာခြားချက်ပေါ့ဗျာအဲ့တော့စစ်ကောင်စီဘက်မှာရှိပါတယ်ဆိုတဲ့ကောင်တွေအကုန်လုံးကအဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်ပေါ့နော်သူတို့ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့မနာလိုတာလို့လည်းကျွန်တော်ကတော့ယူဆတယ်အဓိကတော့အဲ့မနာလိုတဲ့ဟာကပို့ပြီးတော့ဆိုးတယ်ပေါ့နော်လူလူကဒါလူလူကောင်းဆောင်ဖြစ်တဲ့မေစုကိုအရန်ချစ်ခင်လေးစားကြည်ညိုကြတယ်အဲ့အကြောင်းမလို့ပေါ့နော်အခုဒါသူ့ရဲ့82နှစ်ပြည့်မွေးနေ့မှာဆိုရင်လည်းကဏ္ဍဘောင်းဆောင်နေရာဘောင်းဆောင်ပေါ့နော်ကဘာအနှံ့မှာရောက်နေပါလေဆိုတော့မေစုကိုအားပေးချစ်ခင်ပါတယ်ဆိုတော့ဒီပြည်သူတွေရဲ့ဆူတောင်းမြတ်တာပို့တာတန်နေပေါ့နော်ပြီးရင်အမျိုးစုံဖော်ကျူးပြတဲ့ပုံစံတွေကဒီကောင်တွေအတွက်မနာလိုစရာကောင်းနေတယ်ပေါ့နော်သူတို့ကိုကြာရင်တည့်ရတိုင်းပဲပြည်သူကဆူတောင်းတာမြင်မြန်သေးပါစေမသေးသေးဘူးလားဖမ်းမခံရသေးဘူးလားလိုမျိုးပုံစံမျိုးတွေပဲဆူတောင်းတာအဲ့တော့သူတို့ကလူတို့စီကနေပြီးတော့မေစုရတဲ့မြတ်တာမျိုးကိုသူတို့မရတဲ့အတွက်မနာလိုတာတကယ်တမ်းကအဲ့ဥစ္စာကဖန်တီးယူလို့ရတာမဟုတ်ဘူးအဲ့ဥစ္စာလှုပ်ယူထားတာမဟုတ်ဘူးဗျတကယ်တမ်းဒါကသူ့ဘက်သူဖြစ်ပေါ်လာတာမေစုကိုယ်တိုင်ကစပြည်သူတွေကိုလုံးဝပေါ့နော်ဒါမေတ္တာပေးခဲ့လို့သူကိုယ်တိုင်မေတ္တာလေးပြန်ရတာပေါ့နော်အခုဒီကောင်တွေကပြည်သူတွေကိုနှိပ်စက်တက်ဖြတ်နေတဲ့ဟာတွေလေအဲ့တော့အဲ့လိုကောင်မျိုးတွေကဘာရမှာလဲအဲ့လိုကောင်မျိုးတွေကပြည်သူရဲ့ခုနလိုပေါ့နော်ဒါဒီဆဲဆိုတဲ့ဟာတွေတေးပါစေဆူတောင်းတဲ့ဟာတွေချိန်ဆတဲ့ဟာတွေဒါမျိုးတွေပဲရမှာပေါ့နော်အခုလဲအဲ့အကြောင်းမလို့ရိုးမာပုံစံမျိုးလောက်တာပေါ့ဗျာပြောမယ်ဆိုရင်တော့ကျွန်တော်အားလုံးက82နှစ်ပြည့်မွေးနေ့မှာပြောကြတယ်မေစုရဲ့မွေးနေ့နဲ့ပတ်သက်လို့ဖော်ကျူးကြတယ်သူ့ကိုချစ်ခင်လေးစားကြောင်းပြသကြတယ်အဲ့တော့သူကလည်းအေးငါတို့ကလည်းဒီလိုကွာဆိုတဲ့ပုံစံမျိုးနဲ့ဆူတောင်းပေးတဲ့သဘောမျိုးပေါ့နော်ထောင်ထဲမှာပဲနေရပါစေဆိုတဲ့ပုံစံမျိုးနဲ့ရုပ်မာပေါ့ဗျာအဲ့လိုကောင်မျိုးတွေပေါ့နော်အဲ့တော့မနာလိုစိတ်ကြီးတာလို့ပဲပြောရမှာဖြစ်တယ်အဲ့တော့ကြီးရင်လည်းကြီးကျင်စရာပဲပေါ့နော်မေစုမွေးနေ့ကလည်းဒီကောင်နေဒီလောက်ထိဖိနှိပ်ချုပ်ချယ်ထားပါတယ်ဆိုတဲ့ဂျားတွေကမှကဘာတော်မှာခန်းနာပုံစံမျိုးကြီးဖြစ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကလည်းဒီကောင်နေရဲ့နောက်တက်ဇရိုက်အမှန်ကိုဖော်ပြတဲ့ဖြစ်စဉ်တစ်ခုပေါ့လေနော်နောက်တစ်ခုကတော့ AR တိုင်းပသိမ်ခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာတရင်မှုရဲ့အိမ်တော်ရေးဖောက်ပြန်မှုအပါအဝင်တက်တွင်းသတင်းပေါက်ကြားမှုတွေကြောင့်မလို့တက်မိသားစုတွေဖမ်းဆီးခံရပြီးတော့စစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းလည်းရှိပါတယ်အဲ့တော့ဒီလိုမျိုးသတင်းပေါက်ကြားမှုတွေကဇက်တိုက်ဖြစ်နေတာပေါ့နော်ရှေ့ရပိုင်းထဲမှာကိုပဲဒါလက်နက်တိုက်ပေါ့နော်တက်တွင်းမှာရှိတဲ့လက်နက်ကုတ်ကဒီဓာတ်ပုံတွေကိုဒါ line ပေါ်မှာတင်ခဲ့လို့ဆိုပြီးတော့ပြဿနာရှာခံရတာတွေဖမ်းဆီးရေးယူခံရတာတွေဒါတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးသတင်းပေါက်ကြားမှုတွေကဒီအခုမှမဟုတ်ဘူးတောက်လျှောက်ဆိုသလိုဖြစ်နေတာဖြစ်တယ်ဒီလိုမျိုးပေါက်ကြားမှုတွေကြောင့်မလို့ပဲခေါ်ယူစစ်ဆေးမှုတွေကမကြာခဏမြင်တွေ့နေရတယ်ပေါ့နော်အခုနာတာခါရဲ့ဖြစ်စဉ်မှာဆိုလဲတရင်မှုဇွဲသူဟင်းရဲ့အိမ်တော်ရေးဖောက်ပြန်မှုပါတယ်ရဲကြီးအုပ်ချုပ်ရေးမှုတွေနဲ့စကားစအရာရှိတွေကဒီစစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်လို့ငွေကြေးအလွဲသုံးစားလုပ်တာတွေကိုကြိုးရှာတာတွေဒီကိစ္စရက်တွေပါတယ်ပြီးတော့ဒီ73စီစားစီလူသုံးကုန်စားတောက်ကုန်ဒီဥစ္စာနဲ့ပတ်သက်လို့ခွဲဝေတဲ့အပိုင်းတွေပေါ့နော်ခွဲဝေသုံးဆွဲတဲ့အပိုင်းတွေမှာမတမာမှုတွေရှိတယ်ဆိုတဲ့အကြောင်းတွေပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုအပြင်ကိုပေါက်ကြားလို့ဆိုပြီးတော့မိသားစုဝင်8ယောက်ပေါ့နော်ဒါဇွန်လ16ရက်နေ့မှာဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်ဆိုပြီးတော့သိရတယ်အဲ့ဒါဖိနှိပ်တာပဲငယ်ငယ်ပြောရင်ဒါဖိနှိပ်တာပေါ့နော်
သူတို့ကမှန်ကန်ကန်လောက်ခဲ့မယ်ဆိုရင်ဒီလိုမျိုးအပြင်ကိုသတင်းပေါက်ကြားမှာကိုစိုးရင်ကြမရှိဘူးသူတို့မှန်ကန်လောက်တယ်ဆိုရင်ပေါ့နော်အဲ့တော့မှန်ကန်လောက်တဲ့ကောင်နေမလို့ဒီလိုမျိုးပေါက်ကြားတာကိုကြောက်ရွံ့ထိတ်လန့်နေတာဖြစ်တယ်အဲ့တော့ဒီလိုမျိုးမတမာမှုတွေကိုလည်းလှုပ်သေးတယ်ပြီးတော့ဒီလိုမျိုးမတမာမှုသတင်းတွေပေါက်ကြားတဲ့အခါကျတော့အပြင်ကိုဒီသတင်းတွေဖွင့်ချတဲ့သူတွေကိုလိုက်ပြီးတော့ပြဿနာရှာနေတယ်ဆိုတော့ဒါဟာဖိနှိပ်တာပဲဒါဟာယွန်းစရာကောင်းတဲ့လုပ်ရဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့အစည်းကဘလို့အဖွဲ့အစည်းလဲဆိုတဲ့ဟာကိုထပ်ပြီးတော့သိတာစီတယ်ပြီးတော့ပြောသေးရဒီဖန်စီစစ်ဆေးခံရသူတွေကိုသူကဒီဖရဲသီးတွေပြီးရင်တစ္ဆာပေါက်တွေဆိုပြီးတော့ချိန်မောင်ဆက်ဆိုတာမျိုးတွေရှိတယ်အဲ့လိုမျိုးတက်တွင်းသတင်းကိုအပြင်ဖြန့်တဲ့သူတွေကတက်ရဲ့တစ္ဆာခံတွေမဟုတ်ဘူးမိသားစုတွေမဟုတ်ဘဲနဲ့ NLD ပါတီတစ္ဆာခံတွေဆိုပြီးတော့ဖိနှိပ်ဆွဆွဲတာတွေရှိတယ်ဒီကောင်တွေရဲ့အငုံစိတ်ပေါ့နော်ဒီကောင်တွေရဲ့စိတ်ထဲမှာဒီ NLD ကိုသူတို့ကပထွေးမုံနေတာပေါ့နော်သူတို့ကိုမထောက်ခံမှုဆိုတာနဲ့ NLD ဆိုပြီးတော့တတ်မှတ်လိုက်တယ်ဗောနော်အဲ့လိုပုံစံမျိုးတွေမြင်တွေ့နေရတယ်ပြီးတော့ကြတော့ဒီလိုမျိုးဒီတက်ထဲကသတင်းအပြင်ကိုပြန့်သွားတယ်ဗောနော်ပြန့်သွားတယ်ဆိုတဲ့သတင်းကမှန်နေတယ်ဆိုရင်သူတို့ဒီလူတွေကိုပြဿနာရှာကြမလို့ဘာကြောင့်လဲဒီလိုမျိုးအလွဲသုံးစားလုပ်တဲ့ဟာတွေကိုသူတို့ထိန်းရမှာလေအဲကြတော့သူတို့ကိုယ်တိုင်ကအစဒီအလွဲသုံးစားလုပ်တဲ့ဟာတွေမှာပါဝင်နေပတ်သက်တဲ့လှုပ်ချင်တယ်ဒါကြောင့်မလို့ဒီသတင်းတွေကိုအပြင်ရောက်သွားမှာကြောက်တယ်ပေါ့နော်အဲ့လိုမျိုးအပြင်ရောက်အောင်လုပ်တဲ့သူတွေကိုတက်ကိုတစ္ဆာဖောက်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့မင်းတို့တက်ကတစ္ဆာရှိကျင်စရာကြီးပေါ့နော်မကောင်းတဲ့အဖွဲ့အစည်းကြီးပေါ့နော်အဲ့တော့ဒီလိုမျိုးသတင်းတွေကကျွန်တော်တို့စီကိုလည်းတောက်လျှောက်ဆိုလို့ရခဲ့တာတွေရှိတယ်တက်တွင်းမှာရှိတဲ့ဒီအိမ်တော်ရေးဖောက်ပြန်မှုတွေအကြောင်းလောက်ငယ်သားတွေကိုမရိုင်းစုပ်ပေးတဲ့အကြောင်းပြီးတော့ဒီလောက်ငယ်သားဒီစစ်သားတွေသူတို့အရာရှိငယ်တွေကိုအကြီးပိုင်းဆိုတဲ့ကောင်တွေကဘယ်လိုမျိုးဖိနှိပ်နေသလဲဘယ်လိုမျိုးတွေနှိပ်စက်နေသလဲဒါမျိုးတွေအကြောင်းတွေကကျွန်တော်တို့စီကိုတောက်လျှောက်ဆိုလို့ရောက်တယ်ပြီးရင်ဒီသူတို့နဲ့မတည့်ရင်ရှေ့တန်းတီလန်းဒီလိုမျိုးနေရာတွေကိုပို့ဆောင်နေဆိုတဲ့အကြောင်းတွေပေါ့နော်ဒါတွေကမကြားချင်မှအဆုံးပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအထဲထဲမှာဒါတွေကိုမြင်တွေ့ခဲ့ရတာဖြစ်တဲ့အတွက်ဒါကထူးခြားတဲ့အကြောင်းအရာတော့မဟုတ်နေဘူးဒါပေမဲ့လည်းပေါ့နော်ခုနလိုပေါ့မဟုတ်တာလည်းလုပ်သေးတယ်အပြင်ကိုရောက်သွားမှလည်းကြောက်သေးတယ်ဆိုနေကဒီအဖွဲ့အစည်းကဘလို့လဲဆိုတဲ့ဟာကိုသိစေချင်လို့အခုလိုပြောပြခြင်းဖြစ်တယ်ပြီးတော့ဒီသတင်းပေါက်ကြားမှုနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့တော်လိုင်းဘက်မှာလည်းရှိတယ်ဒီသတင်းပေါက်ကြားမှုကဘယ်လောက်ထိဒုက္ခများသလဲဆိုတဲ့အကြောင်းအရာကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဆိုးဆုံးကတော့ဒီဘက်ကူးပြောင်းတဲ့ကိစ္စပေါ့နော်ပြီးရင်တစ္ဆာဖောက်တဲ့ကိစ္စဒီဥစ္စာတွေကဒီအခုကာလမှာတော်တော်ဆိုးဆိုးဝါးကြုံတွေ့နေရတဲ့အရာတစ်ခုဖြစ်တယ်အခုဆိုရင်ကိုပဲဒါကြောက်စင်မြို့နယ်မှာစစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ပကဖတပ်ဖွဲ့ဝင်ဟောင်းတယောက်ကိုဖမ်းဆီးရရှိခဲ့တယ်အဲ့ဟာထူးခြားတယ်ပေါ့နော်သူ့ရဲ့သတင်းပေးမှုကြောင့်မလို့တော်လိုင်းတပ်ဖွဲ့တွေကတက်စကန်နေဆွန့်ခွာခဲ့ရသလိုပေါ့နော်တချို့နေမြေတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့ဒီမှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့လည်းတွေးလိုက်တဲ့ချိန်မှာတော့ပကဖတပ်ဖွဲ့ဝင်ဟောင်းစစ်ကောင်စီဘက်ကိုဘက်ကူးပြောင်းသွားတယ်ဆိုပြီးတော့ဒီလိုပဲတာမန်ပုံစံမျိုးပေါ့နော်တာမန်ဆိုတာဒီဘက်ကနေဟိုဘက်ရောက်သွားအဲ့လိုထင်တာမဟုတ်ဘူးတကယ်တမ်းကဟိုဘက်ကနေဒီဘက်ရောက်လာတယ်ဒီဘက်ကနေဟိုဘက်ပြန်သွားတယ်အဲ့လိုပုံစံဖြစ်နေတာအဲ့ဒီအဖမ်းခံရပါတယ်ဆိုတော့ဒီလက်တဲ့တရားခံဒီကောင်ကပေါ့နော်သူက2025ဖေဖော်ဝါရီလ9ရက်နေ့မှာစစ်ကောင်စီတပ်ကနေပြီးတော့ထွက်ပြေးလာတယ်လာရှိုးကိုရောက်တယ်အဲ့လိုရောက်တဲ့အချိန်မှာသူ့ရဲ့မိသားစုတွေကနေတဆင့်ပေါ့နော်ဒီစင်ငိုင်ကဒါပကဖတွေစီကိုဆက်သွယ်တယ်ဘယ်လိုဆက်သွယ်လဲဆိုတာအလင်းဝင်နေတယ်ဆိုပြီးတော့ဆက်သွယ်တယ်အဲ့လိုအလင်းဝင်နေတယ်ဆိုပြီးဆက်သွယ်လာတဲ့အတွက်ဒီပကဖတပ်ဖွဲ့တွေကဒေသခံပြည်သူတွေရဲ့အကူအညီနဲ့အဲ့ကောင်ကိုတလကြော်ကြာလောက်တည်အထိပေါ့နော်ဒါအချိန်ယူပြီးတော့ဆွဲထုတ်ခဲ့တယ်ကဲထုတ်ခဲ့တယ်ပေါ့နော်ဒီလိုပြောရမှာပေါ့နော်အဲ့လိုမျိုးစူးစမ်းပြီးတော့လှုပ်ဆောင်ပေးခဲ့ကြတယ်ပြီးတာနဲ့စင်ငိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖွင့်လှစ်တဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်3မှာတလအကြာသူ့ကိုသင်တန်းပေးတယ်ပြီးတော့ဒီတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်စေတယ်တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ပြီးတော့ဒါ10လလောက်ကြာပြီဆိုတဲ့အချိန်မှာဒီ2026ဖေဖော်ဝါရီလ3ရက်နေ့ညမှာတော့စစ်ကောင်စီနဲ့ပြန်ပြီးချိတ်ဆက်ပြီးတော့ပူးပေါင်းသွားထွက်ပြေးသွားအဲ့တော့ဒီပကပကတာဝန်ရှိတဲ့သူတွေရဲ့ပြောဆိုချက်ရသတင်းမီဒီယာတွေမှာဖြေထားတဲ့ပုံစံရဆိုရင်စောစောကတစ္ဆာဖောက်တဲ့ကောင်ရဲ့သတင်းပေးမှုကြောင့်မလို့စစ်ကောင်စီက drone တွေပြီးရင် Howitzer တွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတော့ PDF ရဲဘော်တွေညာတွင်းချင်းစကန်ဆွန်ပြီးထွက်ပြေးရတယ်။နေမြေအချို့လက်လွတ်ဆုံးရှုံးခဲ့ရတယ်။အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်။အခုတော့အဲ့ဒီကောင်ကိုဇွန်လ16ရက်နေ့မှာပြန်ပြီးတော့ဖန်စီရရှိခဲ့တယ်အခုစစ်ဆေးနေတယ်ဆိုပြီးတော့လည်းတွေ့ရတယ်။သူ့ရဲ့ရုပ်တံနဲ့ပတ်သက်လို့ပေါ့နော်။တောင်းပန်မှာလည်းဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတဲ့ဟာကိုလည်းonline ပေါ်မှာပြန့်နှံ့နေပြီဖြစ်တယ်ပေါ့နော်။အဲ့တော့ဘယ်လောက်ထိရုပ်မာတယ်ဗျာကျွန်တော်စဉ်းစားလို့တော့မရဘူးပေါ့နော်။အဲ့တော့ကိုဒုက္ခကိုပြန်ရှာသလိုတောင်မှဖြစ်နေတာပေါ့လေနော်အကုန်လုံးကကိုချင်းစာပါလေဆိုတဲ့စိတ်နဲ့ဒီကောင်တွေအခုလိုမျိုးပေါ့နော်စစ်ကောင်စီဘက်မှာဒါအခုလိုမျိုးဖိနှိပ်ခံနေရတဲ့ဘဝတွေကနေပြီးတော့သူတို့လည်းလွတ်မြောက်ချင်မှာပဲဆိုတဲ့စိတ်တွေနဲ့ပေါ့နော်ကူညီပေးခဲ့ကြတယ်ပေါ့နော်အဲ့ထဲမှာဆိုရင်ဒေသခံတွေကစကူညီပေးရတဲ့အချိန်ဆိုရင်တစ်လလောက်တောင်ယူပြီးတော့ဒါကူညီကယ်ထုတ်ပေးခဲ့ရတယ်ပေါ့နော်အဲ့ဒီမျက်နာကိုမှမထောက်အခုလိုမျိုးလှုပ်သွားတယ်တခုရှိတာကကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုတွေအနေနဲ့လဲပေါ့နော်ဒီလိုလူမျိုးတွေဆိုရင်ကျွန်တော်တို့အချိန်တစ်ခုကြာသည်အထိတော့စောင့်ကြည့်စေခြင်းနဲ့ဆိုတာကသူအခုဒါဒီဘက်ကိုအလင်းဝင်ကျင်ပါတယ်ဆိုပြီးတော့ပြောလာတဲ့အချိန်မှာက2025ခုနှစ်ဖြစ်နေပြီပေါ့နော်
အဲ့တော့ရှေ့ပိုင်းကာလတစ်လျှောက်လုံးမှာသူအခွင့်အရေးမရခဲ့ဘူးဆိုတဲ့ဟာကတော့တိတ်တော်လည်းမဟုတ်သေးဘူးပေါ့ဗျာအဲကြောင့်အဲ့ဥစ္စာနဲ့ပတ်သက်လို့ဒီအခုနောက်ပိုင်းမှာဝင်လာပါတယ်ဆိုတဲ့သူတွေကိုအချိန်အတိုင်းတာတစ်ခုလောက်ထိတော့စောင့်ကြည့်ပြီးမှပဲအခုလိုမျိုးတာဝန်ထမ်းဆောင်ခိုင်းတာမျိုးသင်တန်းပေးတာမျိုးလုပ်တင်တယ်လို့ကျွန်တော်တို့ယူဆတယ်အဓိကတော့ခံယူချက်စိတ်သက်မမှန်မကန်မဲနဲ့ပေါ့နော်ခုနလိုပြောညံ့တဲ့စိတ်သက်မျိုးတွေနဲ့ရောက်လာပြီးတော့အခုလိုပြန်ပြီးတော့ဒါဟိုဘက်ကိုပြန်ပြောင်းသွားတဲ့ခါကျတော့ကိုယ့်ရဲ့တက်ဖွဲ့တွေဒုက္ခများတယ်ပေါ့နော်ပြီးတော့ဒီကိုယ့်တက်ဖွဲ့တွေကပြည့်စုံတာမဟုတ်ဘူးဗျာစကန်တစ်ခုဖြစ်လာဖို့အတွက်ဒါမှမဟုတ်လည်းအဖွဲ့အစည်းတစ်ခုလေပတ်နိုင်ဖို့အတွက်အများကြီးပဲအချိန်ယူပြင်ဆင်ခဲ့ရတယ်အဲ့အတွက်လည်းပြည်သူတွေကလည်းအများကြီးထောက်ပံ့ပေးခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပြင်ဆင်ထားပါတယ်ဆိုတော့အချိန်တစ်ခုကြာသည့်အထိဒါဖွဲ့စည်းလှုပ်ဆောင်ထားပါတယ်ဆိုတော့ຢာတွေအကုန်လုံးကိုစွန့်လွတ်ပြီးတော့ထွက်ပြေးရတယ်တချို့ဟာတွေကိုလက်လွတ်ဆုံးရှုံးရတယ်ဆိုတဲ့ဟာကမခံချိမခံတာဖြစ်စရာကြီးပေါ့နော်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကအချိန်တစ်ခုကြာသည့်အထိတော့စောင့်ကြည့်ပြီးမှပဲလှုပ်တင်လှုပ်ထိုက်တဲ့ဟာကိုလှုပ်ပေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီလိုပဲယူဆတယ်အခုဆိုရင်ဒီလိုမျိုးသစ္စာပေါင်းမျိုးကိုဘယ်လိုမျိုးစီရင်တင်တယ်လဲပေါ့နော်ဒီဥစ္စာကိုဆက်ပြီးတော့ဒါတာဝန်ရှိတဲ့သူတွေကတော့စစ်ဆေးနေပြီဖြစ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့သတင်းတွေကတော့ဇက်တိုက်ဆိုလိုထူးခြားမှုတွေရှိပါတယ်ဒီရက်ဒီကာလကတည့်တဲ့အတိုင်းပဲပေါ့နော်တော်လိုင်းအင်အားစုတွေဘက်ကိုစစ်ကောင်စီဘက်ကဖိတဲ့ဟာတွေလည်းအများကြီးရှိသလိုပေါ့နော်စစ်ကောင်စီဘက်ကိုအခွင့်အရေးရရင်ရသလိုမျိုးပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့တော်လိုင်းအင်အားစုတွေလည်းအများကြီးရှိပါတယ်ပြီးတော့ကျွန်တော်တို့စီမှာပေါ့နော်ကျွန်တော်တို့သိရတဲ့သတင်းစကားတွေလည်းအများကြီးရှိတယ်သတင်းနဲ့ပတ်သက်လို့ဒါမထုတ်ပြန်တာပြီးရင်ဘာကြောင့်မထုတ်ပြန်တာလဲဆိုတော့လေဒီလိုမျိုးဖြစ်စဉ်တွေကျွန်တော်တို့ဘက်ကအားရစရာတွေတိုက်ပွဲအောင်မြင်မှုတွေဖြစ်သွားပြီဆိုတဲ့အခါကျရင်စစ်ကောင်စီဘက်ကစစ်ကြောင်းတွေဖိလာတာတွေရှိတယ်ပြီးရင်ဒါကြီးပါတွေဒေသခံတွေကိုဒုက္ခပေးရရှိတယ်ဒါတွေကြောင့်မလို့ဒါဒေါ်လာအင်အားစုတွေဘက်ကချင့်ချိန်ပြီးတော့သတင်းကိုထုတ်ပြန်နေတာဖြစ်ပါတယ်တကယ်မြေပြင်မှာဒါတပ်ဖွဲ့တွေအကုန်လုံးကပေါ့နော်မနာမနေနဲ့စ조사ပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတဲ့အကြောင်းဒီနေရာကနေသိပေးချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်